ရီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌသည်2026ခုနှစ်ဩဂတ်စ်လ3ရက်နေ့တွင်လန်ဦးစီးဌာနလန်2ဖွဲ့20မှရှင်းလင်းတင်ပြခြင်းအခမ်းအနားကိုတက်ရောက်ခဲ့ပါသည်။အခမ်းအနားကိုယနေ့နေ့လယ်2နာရီအချိန်တွင်ရေကြီးမြို့နယ်လန်2ဖွဲ့20ရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီးအခမ်းအနားသို့တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌစောသက်နိုင်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည်ဒေါ်ခင်စောမှုဒေါ်ခင်တန်းမြင့်ဒေါက်တာထိန်ဝင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်နွယ်နွယ်ဦးနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားတွင်ဆောက်လုပ်ရေးဝန်ကြီးဌာနလန်ဦးစီးဌာနလန်2ဖွဲ့20မှ2026-2029ဘဏ္ဍာရေးနှင့်ဆောင်ရွက်မည့်လုပ်ငန်းများ2029-2028ဘဏ္ဍာရေးနှစ်တွင်ရရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ကြပြီးညနေ4:15မိနစ်အချိန်တွင်အခမ်းအနားပြီးစီးခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။